လုပ်ငန်းထွက်တဲ့အမြင့်ကြီးရေပေါ့နော်နှုတ်ရေတိုင်းပဲနော်ဒါဆိုလို့ရှိရင်တို့ကကျွန်တော်ရေကြီးတုန်းကရိုက်ပြတယ်ဒီချောင်းပေါ့နော်မြုပ်သွားကျစင်တဲတောင်ရေကြီးတော့ဟိုမှာရေပြန်ကြပါရေပြန်ကြဟိုဘက်ကဘားတွေဒါဒီကဘားတွေအဲ့ဒါလုံးဝကာထားဟိုလားကြောက်တွေကနေဟိုဘက်ကလည်းမျိုးစီစီကာတိုက်စားတော့ရေကကြောက်တော့ကြောက်ဖို့ကောင်းတယ်နော်ဟာတိုက်စားကုန်ဟာကြောက်ဟိုဘက်ကိုတိုက်စားကုန်ဘားတွေကျစင်ကြီးဒီချောင်းကိုရဒီလိုသွားဟဲ့လိုပြန်ရှိုးအမှန်ကဘားတိုက်စားတာဒါကြောက်တွေဘယ်တော့ပဲခင်းတာနော်တော့တရားလောက်ထားတာကဘားတွေဒါဆိုလဲကြောက်ကဘားရတာကျတော့ပြောနေရှင်တဲနဲ့ဖုံးအုပ်တော့ရေတိုက်စားပြီးအမှန်တဲကိုင်းပြတော့အဲ့ဒါအမှန်တကယ်ဆိုကုန်းမဟုတ်မြောင်းကြီးဟိုကတိုက်စားတော့ကျစီအဲ့ဟိုဘက်ထဲမှာတော်တော်များများတိုက်စားတော့ရေရိုက်သွား